Hello Hello အားလုံးပဲမင်္ဂလာပါဒီနေ့တွက်ညစာကတော့ဖရဲသီးဖြော်ရည်ရဲ့ white fish ဆိုပြီးမစနွေးနဲ့နေတာလို့ yellow fish ဖြစ်နေ white fish နဲ့တခွားသီးနဲ့စမယ်ပေါ့နော်ဒီနေ့ကတော့ carbohydrate ဒီနေ့ကတော့ထမင်းမပါတော့ဘာလို့ဆိုနေ့လေကရောညနေကရော carbohydrate တွေအရင်တွေ့ထားလို့ဒီနေ့ညစာအတွက် carbohydrate ရှောင်လိုက်မယ်ဒီနေ့ငါးနဲ့တခွားသီးနဲ့ပဲစားပါမယ်ထားပါအောင်ဘုံမှန်ဆိုဒီငါ့ကိုကွက်ကငါတက်မြာပေါင်းလှုပ်စားတာများတယ်အခုကအချိန်ဒီအပိုင်းလှုပ်လေးနဲ့ရှုပ်နေတဲ့အချိန်မရနဲ့ shopping mall တွေကနေပြီးတော့သူတို့နှက်ထားတဲ့ပုံစံအတိုင်းပဲဝယ်ခဲ့လိုက်တာကြော်အိမ်မှာတော့အလုပ်တော့မရှုပ်တော့မှုလဲမှုရ ready စားရုံပဲဒီကောင်းလားprotein တွေ calorie တွေကပြပြထားမယ်เนาะ comment မှာ description တွေမှာကြည့်လို့ရပါတယ်အသားကနည်းနည်းများရယ်280 gram 250 gram 250 gram လောက်ရှိရယ်တကယ်လေ healthy food တွေကစားနေမကြရင်တော့အလုံးရှုပ်တယ်လို့ခံစားရတယ်grand ချိန်ရစားကနေ grand ချိန်ရဟိုချိန်ရနဲ့ဆိုတော့လေမခါလေးလိုမျိုးစားလာတာက9 လ 10 လလောက်တော့ရှိပြီဆိုတော့အဲ့လိုကြီးအလုံးရှုပ်တယ်ဆိုပြီးတော့မခံစားတော့ကိုယ့်ရဲ့ပုံမှန်လုပ်နေကြလုပ်စင်ပုံစံမျိုးပဲခံစားသွားရတယ်စားခဏနေ grand လေးကောက်ချင်လိုက်တာပေါ့နော်ကိုခန္ဓာကိုယ်ရဲ့သွင်းမဲ့ingredients ဒီ meat တွေရဲ့ gram ဘယ်လောက်ပါလဲဆိုတော့ healthy စားတဲ့ခါကျရင်သိချင်ကြပါပဲလေဆိုတော့အဲ့ဒါဒီကနေ့အလုပ်ရှုပ်တဲ့ထဲမှာတော့မပါတော့ဘူးရဲ့အဓိကဒီ channel ရဲ့ရည်ရွယ်ချက်က healthy ဖြစ်တဲ့အစားအစာတွေလည်းအသာရှိစားလို့ရတယ်ဆိုတာကိုပြချင်တာပါเนาะဒီကိုကဘယ်တော့ပဲကျင်စောနေစားတော့မထဲဆိုရင်ခဏကောလုံးဝပြောင်းမှာမဟုတ်ဘူးလေအဲ့လိုပြောလို့လဲခါလေးခဏကောအရင်မိုက်မနေသေးဘူးလိုချင်တာတော့ကြွက်သားတွေနဲ့တင်းတောင်ခဏကောဒါပေမဲ့လူကဒီလောက်စားနေတာဝိတ်ကတက်မနေဘူးရ
ပြီးတော့ကဘာလို့ဝဲမတက်လဲဆိုတော့ကကားစီစားတာနဲ့အရန်နေတယ်ငယ်လေးကမင်းချင်းမေးရလဲပါရဲ့သူကတော့စီနေနေလေးနဲ့ပဲချက်တာဟင်းနေဘူးငယ်ကတော့ကားကြောတချို့ဟင်းနေတော့လုံးဝစီမပါဘဲနဲ့ချက်တတ်တယ်ဒီကောင်နေနဲ့အစီပါနေသေးငါအစီရတော့စားတဲ့နဲ့ cold fat တွေမှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့ဒီနေ့စားတဲ့ cold fat တွေတော့များနေညအေးရတဲ့တစ်ပိုင်းတော့ဖောင်းနေဒီကနားတော့ဟာတော့ကောင်းနေ